အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အင်္ဂလိပ်စကားပြောတဲ့အခါကိုယ့်ရဲ့ဝါကြတွေကိုပိုပြီးတီးခြားဖြတ်သားအောင်ကူညီပေးမဲ့ conditional phrases သုံးခုထတဲ့ unless even if နဲ့ in case အကြောင်းကိုပြောပြပေးသွားမှာပါဒီအတောင်းအနှုံးလေးတွေကလည်းကိုယ့်ရဲ့အစီအစဉ်နဲ့ဆုံးဖြတ်ချက်တွေနဲ့ကြိုတင်ပြင်ဆင်မှုတွေကိုပိုပြီးတော့ရှင်းရှင်းလင်းလင်းဖော်ပြနိုင်အောင်တကယ်ပဲကူညီပေးမှာပါကဲဒီအကြောင်းအရာတွေကိုပို့ပြီးမြင်သာသွားအောင်လို့ဥပမာလေးတစ်ခုနဲ့ဆက်လက်ကြရအောင်ကျွန်တော်တို့အားလုံးအတူတူ campaign key တစ်ခုထောက်ဖို့ season ဆွဲနေကြတယ်လို့ပဲမြင်အောင်ကြည့်လိုက်အောင်နော်ဟုတ်ပြီအစီအစဉ်တွေဆွဲတဲ့ခါမှလေအမြဲတမ်းလို့ကိုထွန်းတယ်လို့ချက်လာမှာမဟုတ်ဘူးလေဟုတ်တယ်မလားဆိုတော့ကိုအစီအစဉ်တွေကိုပြောင်းလဲသွားစေနိုင်တဲ့အခြေအနေတွေဖြစ်နိုင်ချေတဲ့အကြောင်းကိုဘယ်လိုမျိုးပြောပြကြမလဲအဲ့ဒီနေရာမှာပဲဒီနေ့လေ့လာမယ့် grammar သုံးနှုန်းတွေကအသုံးဝင်လာတော့တာပါပထမဆုံးလေ့လာကြည့်မှာကတော့ unless ပါသူ့ကိုကြတော့အစီအစဉ်တစ်ခုကိုရပ်တန့်သွားစေနိုင်တဲ့တစ်ခုတည်းသောအကြောင်းရင်းdeal breaker တစ်ခုအနေနဲ့မှတ်ထားလို့ရပါတယ်ဆိုတော့ကဒီတစ်ခုတာမဖြစ်ခဲ့ရင် channel အားလုံး okay တဲ့ဆိုတဲ့သဘောမျိုးပေါ့ so unless ဆိုတာက if not ပါပဲအရင်ရှင်းပါတယ်မဟုတ်ခဲ့ရင်ဒါမှမဟုတ်မခဲ့ရင်ဆိုတဲ့အငင်းသဘောဆောင်တဲ့ conditioner တစ်ခုပေါ့လို့ဆောင်ချက်တစ်ခုကိုမဖြစ်စေတဲ့တစ်ခုတည်းတော့အခြေအနေကိုမိတ်ဆက်ပေးတဲ့အခါသူ့ကိုသုံးပါတယ်ကဲခုနကျွန်တော်တို့ camping ဥပမာလေးကိုပြန်သွားကြည့်အောင် we are going camping unless it rainsဆိုတော့ဒါကဘာကိုပြောချင်တာလဲဆိုရင်မိုးမရွာဘူးဆိုရင်ကျွန်တော်တို့ camping သွားကြမယ်လို့ပြောတာပါမိုးရွာတာကဒီခီးစဉ်ကိုပြတ်သွားစေမဲ့တစ်ခုတည်းသောအကြောင်းအရာဖြစ်နေတာပေါ့ရှင်းရှင်းလေးပါပဲ unless it rains ဆိုတာနဲ့ if it does not rain ဆိုတာကအတိပ္ပယ်ကတစ်ထပ်တေးကြပါတယ်ဆိုလိုတာကမိုးထမရွာခဲ့ရင်ကျွန်တော်တို့ခီးစဉ်ကတေချာပေါ့ရှင်းနေမှာပါမိုးရွာတာကပဲဒီခီးစဉ်ကိုဖျက်ပစ်နိုင်တဲ့တစ်ခုတည်းသောအရာဖြစ်ပါတယ်ကဲနောက်တစ်ခုကတော့ even if ပါဒါကတော့unless နဲ့လုံးဝကိုစန့်ကျင်ပဲပါပဲဒါကိုကြတော့ဘာနဲ့မှတားဆီးလို့မရတဲ့ခိုင်မာတဲ့ဆွမ်းပြချက်ချထားတဲ့အစီအစဉ်တွေအတွက်တုံးပါတယ် even if ကိုသုံးလိုက်ပြီးဆိုရင်လေအခြေအနေတစ်ခုခုကြောင့်ရက်လက်ကပြောင်းသွားမှာမဟုတ်ဘူးဆိုတာကိုအသေးအချအလေးပေးပြီးပြောချင်တာမျိုးပါဘာပဲဖြစ်ဖြစ်လုံးမသွားမှာဆိုတဲ့ခိုင်မာတဲ့စိတ်ကိုပြနေတာပေါ့ကဲ camping ဥပမာလေးရောပဲပြန်သုံးကြည့်ကြမယ်We are going camping even if it rains အခု unless နဲ့သုံးလုံးကဝါကြနဲ့ဘယ်လောက်တောင်ကွာသွားလဲဆက်ကြည့်လိုက်ပါဦးဒီဝါကြရဲ့အထီးပဲကမိုးရွာရင်တောင်မှ camping သွားမှာလို့ပြောရပါကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်ကလုံးဝခိုင်မာနေပါပြီဒီမေကုန်းက even if ရဲ့အသေးပဲကိုပို့ပြီးတော့ခိုင်မာသွားစေမှာပါဆိုတော့မိုးရွာတယ်ဆိုတဲ့အခြေအနေကြီးရှိနေပြီမဲ့ကျွန်တော်တို့ရဲ့ camping အစီအစဉ်ကဆက်ရှိနေအောင်မလားသွားမှာပေါ့လုံးဝသွားမှာပါမိုးကကျွန်တော်တို့ရဲ့အစီအစဉ်ကိုလုံးဝမတားနိုင်တော့ဘူးဒါကပဲ even if ရဲ့အစွမ်းပဲဗျသူကအခြေအနေတွေဘလို့ပဲဖြစ်နေပါစေရလက်ကမပြောင်းဘူးဆိုတာကိုပြတယ်ဟုတ်ပြီနောက်ဆုံးတစ်ခါတော့ in case ပါဒါကြတော့လေအနာဂတ်မှာဖြစ်လာနိုင်ခြေရှိတဲ့အရာတစ်ခုခုတော့ကြိုတင်ပြင်ဆင်မှုလို့တော့ပြောချင်တဲ့အခါသုံးပါတယ်တတိနဲ့ကြိုတင်ကာကွယ်တဲ့သဘောမျိုးပေါ့နော်ဒီမှာတစ်ခုတတိထားမှာက in case နဲ့ in case of ဆိုပြီးနှမျိုးရှိတယ်နော်in case နောက်မှာ subject နဲ့ verb ပါတဲ့ clause တစ်ခုလိုက်ပြီးဖြစ်လာနိုင်ခြေရှိတာတစ်ခုအတွက်ကြိုပြင်ဆင်တာကိုပြောပါတယ် in case of နောက်မှာတော့ now တစ်ခုပဲလိုက်ပြီးတစ်ခုခုတကယ်ဖြစ်လာတဲ့အခါဘာလို့ရမလဲဆိုတာကိုပြောတာပါသူကပိုပြီးက formal sense နဲ့ရေးထားတယ်မှာအတွေ့အများပါတယ်ဥပမာ take your umbrella just in case it rains ဆိုတဲ့ဝါကြလေးကိုကြည့်လိုက်အောင်မိုးရွာချင်ရင်ထုံးဖို့ထီယူသွားပါလို့ပြောတာမိုးကရွာချင်မှလည်းရွာမှာပါဒါပေမဲ့ဖြစ်လာခဲ့ရင်ဆိုတဲ့အတွေ့နဲ့ကြိုတင်ပြင်ဆင်တဲ့နည်းနဲ့ယူသွားတာပေါ့ဒီလိုဝါကြမျိုးမှာ just ဆိုတဲ့စကားလုံးကိုလည်းမကြာခဏတွေ့ရတတ်ပါတယ် in case of ကတော့ noun နဲ့ပဲလက်တွေ့သုံးတာများပြီးတော့ formal fit တဲ့ EE သားတွေအထူးသဖြင့် anti kin ဖို့တဲ့တူဒီပေးထားတဲ့အဆိုင်ဘုတ်တွေမှာတွေ့ရတတ်ပါတယ်ဒီလိုမျိုးပေါ့ in case of fire break the glass မိလောင်မှုဆိုတဲ့ noun နဲ့တွဲသုံးထားတာကိုတွေ့မှာပါကဲအတိတ်ပဲတွေလည်းနားလည်သွားပြီဆိုတော့သူတို့ကိုဘယ်လိုမှန်မှန်ကန်ကန်သုံးမလဲမသိမဖြစ်တရားစီးမြင်လေးတွေကိုတစ်ချက်ကြည့်လိုက်ကြရအောင်အရေးကြီးဆုံး grammar စီမင်းတွေကိုကြည့်လိုက်အောင်ပထမဆုံးက punctuation ပါ unless ဒါမှမဟုတ် even if နဲ့စတဲ့ clause ကဝါကြရဲ့ရှေ့မှာလာရင် clause အဆုံးမှာ comma ခံပေးရပါတယ်ဝါကြရဲ့ဒုတိယအပိုင်းမှာလိုက်ရင်တော့ comma မလိုပါဘူးနောက်တစ်ချက်က tense ပါအနာကအကြောင်းပြောနေပေမဲ့ဒီ clause တွေမှာ will ကိုမသုံးဘဲ present tense ကိုပဲသုံးရပါတယ်ဥပမာ unless you tell me လို့ပဲသုံးရပြီး unless you will tell me လို့သုံးလို့မရပါဘူးနောက်ဆုံးအနေနဲ့တကယ်မထင်နိုင်တဲ့ဒါမှမဟုတ်စိတ်ကူးရင်ခြေတွေအကြောင်းပြောချင်တော့ past tense ကိုသုံးနိုင်ပါတယ်ဥပမာ even if I won $1 million ဆိုတာမျိုးပေါ့ဟုတ်ကဲ့အခုဆိုရင်ဒီအသုံးနှုန်းတွေကကိုယ့်ရဲ့စကားပြောရေးသား toolkit ထဲမှာထည့်ထားတဲ့အသုံးဝင်တဲ့ tools တွေဖြစ်သွားပါပြီ
ကဲအနှစ်ချို့တဲ့နဲ့ဘာတွေသိထားမလဲဆိုတော့ပြန်ကြည့်လိုက်ကြအောင် ပထမဆုံးအနေနဲ့ကိုယ့်ရဲ့အစီအစဉ်ကိုရပ်တန့်သွားစေနိုင်တဲ့တစ်ခုတည်းသောအခြေအနေအတွက် unless ကိုသုံးပါဒုတိယအချက်ကဘာကမှကိုမတားဆီးနိုင်ဘူးဆိုတာကိုပြချင်ရင် even if ကိုသုံးပါနောက်ဆုံးအချက်ကတော့ကြိုတင်ပြင်ဆင်ထားတယ်ဆိုတာကိုပြချင်ရင် in case ကိုသုံးပါကဲဒီနေ့လေးလာခဲ့တဲ့အကြောင်းအရာတွေကိုသုံးပြီးတော့လေကိုယ့်ရဲ့အစီအစဉ်တွေပြောဆိုဆက်ဆံရေးတွေကိုဘယ်လိုမျိုးပို့ပြီးတော့ရှင်းလင်းပြတ်သားအောင်